မြတ်စွာဘုရားဘယ်လောက်ထိအောင်ဟောထားတုံးလို့ဆိုလို့ရှိရင်အေးမိတ်ဆွေဆိုတာမပြင်းမရဘူးတဲ့မိတ်တော်ဟဝေတတ္တပရိဏဟောတိတဲ့သူတော်ကောင်းတွေကခုနှစ်လမ်းအတူသွားဘူးရင်ပဲမိတ်ဆွေလို့ဒီလိုဆိုတာလူမပြောနဲ့သစ်ပင်ရိပ်အောက်နားခိုနေဘူးလို့ရှိရင်အဲ့ဒီသစ်ပင်ရဲ့အရိပ်ကိုကျေးဇူးတင်ပြီးတော့သစ်ပင်ရဲ့သစ်ကိုင်းကိုမချိုးမဖျက်ရဘူးအလကားသားနေရင်တချို့ကစိတ်သွားတတ်တာလေပန်းမင်လေးတွေ့ရင်လည်းဆွဲစိတ်သွားတာဘာအကျင့်မှမသိဘူးသူကသူလှနာမလှစေချင်တာလားမသိဘူးဆွဲစိတ်သွားအဲ့ဒါလို့မဖျက်ဆီးရဘူးတဲ့မက္ခဆိုတာသူများရဲ့ခုံကျေးဇူးကိုဖျက်ဆီးတတ်တယ်တေတံဝိနာတနာရတောတဲ့သူများရဲ့ခုံကျေးဇူးတွေကိုဖြောက်ဖြက်ပစ်တယ်တဒဝိသဒနာပစ္စုပ္ပထာနောဖုံးပြလိုက်တယ်ဘာမှငါပေါ်မှာကျေးဇူးမရှိဘူးဘာမှဂရုစိုက်စရာမလိုဘူးနဲ့ဆိုပြီးတော့ဖြက်ပစ်တာအဲ့ဒီမက္ခကျေးဇူးမတင်တတ်ဖဲနဲ့သူများရဲ့ကျေးဇူးကိုတုတ်ပြလိုက်တယ်လို့ဖြက်ပစ်လိုက်တယ်လို့ဘောကိုနော်ဒတ်စတာနဲ့ဖြက်ပလိုက်တယ်လို့အဲ့ဒီလိုရေးထားတဲ့စာတွေကိုလက်နဲ့ရေးခြေနဲ့ဖြက်ဆိုတာလို့ဖြက်ပလိုက်တာအဲ့ဒါကိုမက္ခတရားလို့ခေါ်တာအဲ့ဒီမက္ခတရားရှိရင်လည်းပဲစိတ်ယုံမှလို့ခေါ်တယ်တဲ့စိတ်ထဲမှာအဲ့ဒါဝင်နေရင်စိတ်ယုံမှ